တနေ့ကို shooting makeup တွေလိမ့်ထားတာဆိုတော့မျက်နှာလေးကလေးနေပြီ Little Fairy ကထုတ်ထားတဲ့ cleanser လေးနဲ့မျက်နှာသစ်ပြီးပေါ့ပေါ့ပါတူဝေးလေးပုတ်ပြီးပဲသွားလိုက်တော့မယ်တနေ့ကုန် makeup တွေလိမ့်ထားတာဆိုတော့မျက်နှာပေါ်မှာ makeup တွေပြင်ဖုံးမုံတွေပါရှိနေမှာလေအဲ့တော့ cleanser လေးနဲ့တခြားတန်ရှင်းလုပ်ရမယ်120 ml ဘူးကြီးဆိုတော့တယောက်တည်းသုံးရင်တော့9လကျော်လောက်ကအေးဆေးသုံးလို့ရတယ်သူ့ရဲ့ထူးခြားချက်က cleanser ဘူးလေးနဲ့အတူ silicone brush လေးပါတွဲရပါပြီးသားပြီးတော့ lock လေးပါရတဲ့အတွက်အဖွင့်ပိတ်လေးလုပ်လို့ရတယ်နိုးက makeup တွေအများကြီးလိမ့်ထားတာဆိုတော့ fairy cleanser brush လေးနဲ့မျက်နှာကိုတေချာတန့်စင်ပေးရမယ်သူကမျက်နှာပေါ်ကအညစ်အကြေးတွေကိုတာမန်ထက်2ဆတန့်စင်ပေးရလေ fairy cleanser ရဲ့အသာချက်က brush လေးပါလေeye brush လေးကစားဝတ်ချံနဲ့ဝတ်ချံလေးကိုတက်တာစေရယ်စားဝတ်ချံအများဆုံးပေါက်တတ်တဲ့နှာခေါင်းသားတစ်ဝိုက်လေးကို brush နဲ့တခြားပုတ်ပေးပေါ့ FDA ရထားတဲ့ product ဖြစ်တဲ့အတွက်ကြောင့် sensitive skin တွေမှာလည်းအသုံးပြုနိုင်တယ်နော် fairy cleanser လေးကမျက်နှာလေးကိုကြည်လင်ဝန်းပါပြီးအရေးကြောင်းတွေလည်းတက်တာသွားစေတဲ့အတွက်ကြောင့်စိတ်ကျဉ်နေမှုအရင်ရပါပဲမျက်နှာတပီးဝိုင်းဆိုတော့ကိုသုံးနေကြ skin care လေးကိုပဲအောက်ခံအရင်လိမ့်ထားလိုက်မယ်makeup တွေအများကြီးမလိမ့်ချင်ဘူးဆိုတော့ Little Fairy က two-way powder လေးကိုပဲသုံးပြီးပေါ့ပေါ့ပါသွားလိုက်တော့မယ် Little Fairy ရဲ့ two-way powder လေးကတနေ့ကုန်အစီကိုထိမ့်ပေးရလေ lightweight ဖြစ်တဲ့အတွက်ကြောင့်ပေါ့ပေါ့ပါကြိုက်တဲ့သူတွေအတွက်အရန်ကိုအဆင်ပြေရယ် makeup ပေါ့ပေါ့ပါလိမ့်ပြီးအပြင်ထွက်ချင်တဲ့လူတွေအတွက် SPF 50PA++ ပါဝင်တဲ့အတွက်ကြောင့်လေတံတွေကိုထိထိရောက်ကောက်ွယ်ပေးနိုင်တယ်လေ Note Little Fairy two-way powder လေးကတော့အဲ့ထဲမှာအမြင်မပါမဖြစ်ပါပဲ